နော်ရွေးချယ်မှုမှန်ကန်တယ်လို့ပဲပြောရမှာပေါ့နော်ဟုတ်တယ်စိတ်ချမ်းမှုပြေဝရရှိခဲ့ပါလေဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါခင်ဗျာဒီနောက်မှာမြင်တဲ့တိုက်ကြီးကနေပြီးတော့ဒက်ခိနတီမြို့တော်မှာနေပြီးတော့ဆောက်လုပ်ပြီးစီးထားတဲ့တိုက်ကြီးပေါ့နော်ဒီတိုက်ကိုနေပြီးတော့ကော်စီဟွန်ကော်စတင်ကျူရှင်ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပြီးတော့မှန်တဲ့အလူမီနီယံကိုနေပြီးတော့ကျွန်တော်တို့ရဲ့နေပြီးတော့ Glass Brother Group Company ကနေပြီးတော့တာဝန်ယူပြီးတော့ဆောက်လုပ်ပေးထားတာဖြစ်ပါတယ်ကဲဒါဆိုရင်နေပြီးတော့ဘယ်လောက်ထိခက်ခက်နန်းနန်းနဲ့နေပြီးတော့ဆောက်လုပ်ထားလဲဆိုတာကျွန်တော်လည်းအတူတူဝင်ပြီးတော့လေ့လာကြည့်မယ်နော်ကျွန်တော်ဒီမှာဆိုရင်ဝင်ရှင်းမှာပေါ့နော်ဒီညာဘက်အိတ်ခန့်မှာဆိုရင်ကျွန်တော်တို့ကဒီမှာအော်တိုစင်ဆာမှန်တကားကိုတက်ဆင်ပေးထားတာပေါ့နော်ပြီးရင်သူကနေပြီးတော့မှန်ကနေပြီးတော့တွင်းမီလီမှန်ကိုနေပြီးတော့တက်ဆင်ပေးထားတာပေါ့နော်အဲဆိုဝင်ကြည့်ကြမလားဒါလေးအိတ်ခန့်ပေါ့နော်လုံးဝကိုနေပြီးတော့သူကဒီဇိုင်းဘာနဲ့နေပြီးတော့ပြုပြင်ထားတဲ့ဟာလေးကလုံးဝကိုရှင်းမိုက်တာပေါ့နော်ဒါတော့ဆိုရင်ထမင်းစားခိုင်းပေါ့နော်ထမင်းစားခိုင်းမှာဘုကမော်ဝင်တစ်ချက်ပေါ်ရှိတယ်ဒါဆိုအဲ့ဒီကတကားကိုကြည့်မယ်နော်လားဒီတက်လို့ဟုတ်ဘာလို့ကမန်တော့ဒီဝါတာမီဒီလိုမျိုးတော့တော့ပြထားတော့နော်ဒီဘောရတဲ့ message ဘယ်လိုစီပါဒီဘာသာတော့နေပြီးတော့810ပေါ့နော်အဲ့တော့ဝယ်ဖက်တဲ့စလိုက်တော့ဒီကနေ့အဲ့ဒါကစေဘယ်လိုစီအဲ့တော့တာမီဒီလိုမျိုးတော့တော့ပြထားတာဒီတာကနေပြီးတော့သူအမှန်အသေးကိုအသုံးပြုထားပြီးတော့သူက10မီလီပေါ့နော်အသေးကတက်မကလောက်ကိုအသုံးပြုထားပါတယ်ဒီဘောင်းအနေနဲ့ကဆိုရင် GDC 9cc ကိုနေပြီးတော့အသုံးပြုထားတာပေါ့နော်ဒါတော့တွင်းပြီးတမရောတမကလည်းအဲ့တော့လျက်မှန်ကိုကျွန်တော်ကပုံမှန်တဲ့မတူဘဲနဲ့တစ်မျိုးဒီကလေးလေးတော့ထိကလေးတွေလောက်ပြီးတော့ထည့်ပြီးတော့ထည့်ပေးထားပါတယ်ဒီဖျောက်ခန်းကမှန်ဆိုရင်နေပြီးတော့ဒီတွင်းမီလီတမတိုကိုနေပြီးတော့တဆင်ပေးထားတာဖြစ်ပါတယ်ခင်ဗျာအဲဒီဒါကနေပြီးတော့ဝရန်တာထွက်တဲ့တခါလေးပေါ့နော်ဒီကောင်ကဆိုရင်မှန်အနေနဲ့ကနေပြီးတော့တမကလာကိုအသုံးပြုထားတာဖြစ်ပါတယ်ကာလာကနေပြီးတော့ရိုဘလစ်ကာလာပေါ့နော်ဒီဟိုကဘောင်းအနေနဲ့ကနေပြီးတော့ဟိုက A90 နေပြီးတော့ C ကိုနေပြီးတော့တက်စင်အသုံးပြုထားတာဖြစ်တော့ဒီဝရန်တာမှာဆိုရင်နေပြီးတော့ဒီရှောက်လက်မနေပြီးတော့ state တောက်တဲ့ကိုနေပြီးတော့ဒီမှာတက်စင်အသုံးပြုပေးထားတာပေါ့နော်ပြင်ဒီမှန်အနေနဲ့နေပြီးတော့တွင်းမီလီတမကလည်းကိုသုံးပြီးလာတာဟုတ်ပါပြီဒါကနေပြီးရေရှုပ်ခန့်ပေါ့နော်ဒီရေရှုပ်ခန့်မှာဆိုရင်ဒီမှန်အနေနဲ့နေပြီးတော့ဒီတွင်းမီလီတမကလာပေါ်နေပြီးတော့တက်ဆက်အသုံးပြုပေးထားပါတယ်ခင်ဗျာဒါကတော့နေပြီးတော့ဒီအရန်ကပါတဲ့နေပြီးတော့ဝင်းတဲ့တကားလေးတွေပေါ့နော်ဒီသူ့မှာတက်ဆက်ပေးထားတဲ့အလူမီနီယံကောင်ကဆိုရင်သူက9ccကိုနေပြီးတော့တက်ဆက်အသုံးပြုပေးထားတာဖြစ်ပါတယ်သူကမှန်အနေနဲ့ကနေပြီးတော့သူက10မီလီတမကလာပေါ်နေပြီးတော့အသုံးပြုပေးထားတာဖြစ်ပါတယ်သူကကာလာကနေပြီးတော့ယူရိုဂရေးကာလာလေးပေါ့နော်ဒီကောင်လေးကဆိုရင်အပြင်ကနေပြီးတော့ဘင်းကနေပြီးတော့အပြင်ကိုကြည့်လို့ရတယ်အပြင်ကအဒင်းကိုကြည့်ရင်တော့တိတ်မမြင်ရဘူးပေါ့နော်သူကဖောက်မမြင်ရတဲ့ဖိုင်ကိုတက်ဆင်ပေးတာဖြစ်ပါတယ်ဒါကတော့နေပြီးတော့ဒီရှုပ်ကမှာနေပြီးတော့တက်ဆင်အသုံးပြုပေးထားတဲ့နေပြီးတော့ start မာယာမှန်ကြီးပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ DBG ကုမ္ပဏီကနေပြီးတော့တက်ဆင်အသုံးပြုထားတဲ့နေပြီးတော့ start မာယာဒါတော့မှန်ကြီးပေါ့နော်ကာလာကတော့နေပြီးတော့သူကအဝါရဲ့အဖြူရဲ့နှမျိုးရတော့ပေါ့နော်ဒီခုဒါကနေပြီးတော့ဒီ warranty ကိုထွက်တဲ့နေပြီးတော့တခါပေါ့နော်ဒီကောင်ကနေပြီးတော့ဒီ direct ကုမ္ပဏီကထုတ်တဲ့နေပြီးတော့ဒီ 55AC ကိုနေပြီးတော့တက်ဆင်အသုံးပြုပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီ flight အနေနဲ့ကနေပြီးတော့သူက10မီလီသူက10မကလာကိုနေပြီးတော့တက်ဆင်ပေးထားတာဖြစ်ပါတယ်ဒီဘေးဝရန်တာမှာဆိုရင်ဒီပြီးတော့ဒီအခုနကပြောခဲ့တဲ့အတန်းလေးပေါ့နော်ဒီမှာရှောက်လက်မစတီတောက်တဲ့ကိုလည်းပြီးတော့တက်ဆင်အသုံးပြုပေးထားပါတယ်ပြီးတော့ကျွန်တော်မှန်အနေနဲ့ကနေပြီးတော့ဒီ2မီလီ10မကလာကိုနေပြီးတော့တက်ဆင်အသုံးပြုပေးထားတာဖြစ်ပါတယ်ဒါလေးကနေပြီးတော့တရမခွေပေါ့နော်လျက်နေနဲ့ကတော့တစ်ခက်ပတ်နေလူမြန်လျက်လေးကိုသုံးပြီးလာပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်မင်္ဂလာပါဗျာဒီခုဆိုရင်နေပြီးတော့ဒီ Brother တို့ရဲ့ NG ပေါ့နော်ခုဆိုရင်ကျွန်တော်တို့ရဲ့ Glass Brother Company နဲ့နေပြီးတော့ဒီမှန်တဲ့အလူမီနီယံကိုတက်ဆင်အသုံးပြုပြီးပြီပေါ့နော်အခုဆိုရင်အကုန်လုံးလေးနေပြီးတော့ဒီစီဆိုရပြီပေါ့
ဒါဆိုကျွန်တော်တို့ကုမ္ပဏီကနေပြီးတော့ဒီတာဝန်ယူပြီးတော့ဒီအလုပ်လုပ်တဲ့အခါပေါ့နော်ဒီ